Okay ဒီနေ့မှာတော့ကျွန်တော်တို့ကဒီ post security ဘိုင်းမှာ retrace ဘိုင်းကိုပြပြတော့မှာဖြစ်ပါတယ်အဲ့တော့အရှိအပိုင်းမှာက product မှာကျတော့သူက packet တွေ draw လုပ်ပြီးတယ်ဒါပေမဲ့သူကအလန်းနေပါတယ်မပြဒီ retrace မှာကျတော့ packet တွေကိုကျွန်တော် draw လုပ်ပြီးတယ်သူကအလန်းပြတယ်အဲဒီ port ကြီးကတော့သူ shut down မဖြစ်တော့ဘူးပေါ့နော်အဲ့တော့အရင်ဆုံးစလိုက်မယ်ကျွန်တော် MAC သွားကြည့်မှာပေါ့နော် enable config do show MAC address okay ကျွန်တော်တို့ဒီမှာပေါ့နော်ဒါသူရဲ့ဒီ PC ရဲ့ MAC မဟုတ်ဘူးเนาะသူ dynamically ကြားတဲ့ MAC enable config ဘာလဲဆိုတော့ကျွန်တော်ပြောလို့ပဲ MAC address အစောတော့အရင်ဘက်မှာပြောခဲ့တယ်လို့ပဲသူတို့ကဒီswitch တွေကသူ့မှာလာချိတ်တဲ့ MAC နဲ့ဝင်လာ device ရဲ့ MAC နဲ့ဝင်လာတဲ့ interface နဲ့တွေ့ရမယ်အဲ့ဒီကောင်တွေကမပင်းရတဲ့အတွက်ကြောင့်မလို့မဝင်လာဒီ switch တွေမဝင်လာအောင်အဲ့ဒီအတွက်ကြောင့်မလို့ MAC address ကမြင်ရမှာမဟုတ်ဘူးအဲ့တော့အရင်ဆုံးပြင်လိုက်မယ်ပြင် 192.168.1.2 အဲ့ဒီတော့ပြင်လိုက်ပါနော်ကဲပြင်လိုက်တော့ပြန်ကြည့်အောင်မယ်ပြင်အဲ့တော့ do show MAC address ပေါ့Okay ဒီမှာဝင်လာခဲ့ပြီကျွန်တော် F0/1 တော့ကျွန်တော်တို့ဒါ PC1 ရဲ့ MAC ဖြစ်သွားမှာအောက်က F0/2 ကတော့ PC2 ရဲ့ MAC ဖြစ်မယ်ဒီဘက်မှာတော့ကျွန်တော်show MAC ဒီမှာဒီအထက်မှာဒီ F0/1 ကကျွန်တော်တို့ဒီ PC1 ရဲ့ MAC ဖြစ်မယ်ပြီးကျွန်တော် FA0/2 ကကျတော့ PC2 ရဲ့ MAC ဖြစ်မယ်အဲ့လိုပြီးဆိုကျွန်တော် post security သွားလို့ရတယ်နော် post security တော့မှာဆိုတော့ကျွန်တော်တို့ interface တွေကို interface F0/1 မှာကျွန်တော် support mode access ကျွန်တော်တို့ access port တွေပဲလုပ်ရမယ်ပြီးရင် post security ဆိုရင် support security SECURIT1 security ပြီးရင် support security ကိုကျွန်တော်တို့တစ်လုံးမထားရတဲ့ကျွန်တော်တို့ဒီမှာ maximum 1ဆိုတာမရေးခဲ့တော့ပြီးနောက်ကဒီ support security ပြီး MAC address ပေါ့နော်ဒီညမှာကျွန်တော်တို့ MAC address ကိုအတင်နဲ့ထားခဲ့လို့ရတယ်ဒီကိစ္စတော့သူ့ကိုလာချိန်ပြီးပင်းပြီးတော့မှသူကမှတ်မှာအခုကကျွန်တော်တို့ကဒီမှာရှင်းချင်းနေပြီးတော့ဟာကိုချင်းနေပြီးအောင်ထားခြင်းအဲ့လိုကြောင့်မို့ဒီမှာခါရေးလိုက်မယ်တော့0ဒီ copy ပြရပါတော့ဒီမှာလို့ copy ပြလိုက်မယ်ပြီးတော့ဒီမှာ paste ချလိုက်မယ်အဲကျွန်တော်တို့ချိန်သွားပြီအဲသူရဲ့ post security ရဲ့ violation ပေါ့နော် violation ကျွန်တော်DIOA violation ကကျွန်တော်ဘာထားမလဲဆိုတော့ RESTRICT restrict ဒါဆိုကျွန်တော်ပြန်စစ်မယ် do show for SECURIT1 post security ကျွန်တော်မှာ restrict ဖြစ်သွားပြီအဲ့တော့ restrict ဖြစ်သွားပြီညပင်းလို့ရတယ်ဒါရေနော်ဒီကနေပင်းကြည့်ကျွန်တော်ပင်းလို့ရတယ်နော်ဒီ1ဒီ1 2ကို okay ဒီ PC3 နဲ့အစားလုပ်မယ်အဲ့တော့ okay PC3 နဲ့အစားလုပ်နိုင်မယ်ဒီမှာလည်းကျွန်တော်အပြပေးထားပြီအပြဒီမှာ not နေနော်ပြီးရင်နော်ပြင်မယ်192.168.1.2ကျွန်တော်ပြင်လို့မရတော့အဲ့ပြီးတော့ဒီမှာပြန်တော့ကြည့်မယ်ဆိုတော့ do show MAC ကျွန်တော်ဒီ post security ကကျွန်တော် do show for SECURIT post security ကျွန်တော်ဒီမှာ interface F0/1 ကိုကြည့်လိုက်မယ်ကျွန်တော်ဒီမှာ violation ကတွေ့ရတယ်ကောက်နေတွေ့ရတယ်ကျွန်တော်တို့အရှိက product မှာကျတော့ဒီကောက်နေကိုကျွန်တော်မတွေ့ဘူးဒီမှာကျတော့ကျွန်တော်တွေ့နေတယ်ပေါ့နော်ပေါ်ရတယ်ကျွန်တော်တို့အနေကိုတွေ့ရမှာကကျွန်တော်တို့ restrict mode ဒါ product နဲ့ကွာခြားတဲ့အချက်လေးဖြစ်ပါတယ်အဲ့ဒါပြီးတော့ကျွန်တော်တစ်ဆက်တည်းပဲရှက်တောင်းမှုကိုသွားလိုက်မယ်ပေါ့နော်ရှက်တောင်းသွားလိုက်မယ်အဲ့ဒါဒီမှာဆိုလေဒါရှက်တောင်းကိုရင်းနေအဲ့တော့ဒီကောင်ကိုပြန်ဖြုတ်လိုက်တော့မယ်မူရင်း PC နဲ့ပြန်ချလိုက်
မူရင်ကျွန်တော် PC နဲ့ပြန် join ရတဲ့အခါမှာသူကပင်းလို့ရတာကြည့်အဲ့တော့မူရင် PC နဲ့ကျွန်တော်ပြန် join ရတဲ့အခါမှာသူကပင်းလို့ရတယ်ပေါ့နော်အဲ့ဒါပြီးကျွန်တော် shutdown သွားမယ်အဲ့တော့ဒီမှာပဲသွားမယ်ဒီကအတူတူပဲ interface ကျွန်တော်ထားချင်တဲ့ပေါ်က F0 select 2ဘာပြမယ်ဆိုရင် set set mode accept ပေါ့နော်အဲ့ဒီမှာ set port security ဖုန်းမှာ port SECURIT1 security ဒီနေရာမှာ maximum တော့ဒီတစ်ခုပဲထားမှာဖြစ်တယ် maximum ကိုမရေးခဲ့တော့ port security သူ့ရဲ့ type ကကျတော့ VMA TM1 violation ကကျတော့ဘာလို့ဖြစ်မှာလဲဆိုရင်ကျွန်တော်ဒီမှာ violation ကိုကျွန်တော် shut down ထားမှာပဲ SAU shut down ဖြစ်တဲ့အတွက် SAUD DOWN တောက် shut down လာချိန်လိုက်ရင်ပေါ့ပိတ်တော့မယ်အဲ့တော့ MAC အတွက်ထည့်ပေးအောင်မယ် MAC အတွက်အပြင်မှာကိုယ်တိုင်ကျွန်တော်တို့ကအပြင်တက်မှတ်ထားရတိပြီးသားမလို့ဒါပဲရိုက်ခဲ့လို့အဲ့လိုမှမဟုတ်ရင်တော့ကျွန်တော် stick ကိုရှိမှလို့သွားသုံးမယ် stick ကိုသုံးလိုက်မယ်ဆိုတော့ပြန်ပြီးမှပင်းပေးရတယ်ပင်းပေးမှဒီ set ကသွားပြီးတော့ဒီ set ရဲ့ MAC ကိုသွားပြီးလမ်းနေလို့မှာတက်ပြီးနော်ဒီမှာဆိုကျွန်တော်ဒီဟာတွေ့ရတာဖြစ်မယ်အဲ့ဒါလေးကိုကျွန်တော်တို့က copy ကူးမယ် copy ကူးပြီးလို့ရှိရင်paste နဲ့ချမယ်နောက်ခေါက်လိုက် home of teaching do show for SECURIT1 positive ကြည့်လိုက် okay ကျွန်တော်တို့မှာ shut down ဒီကနေပြင်ကြည့်မယ်ပြင် 192.message.1. ကျွန်တော်တို့က1ပြောပြင်လို့ရတယ် okay နော်ပြင်လို့ရတယ်ဟုတ်ပြီဒီ PC နဲ့ပဲအစားလာတော့မှာ PC 3နဲ့ကျိုးလေးပြင်ဖြုတ်လိုက်မယ်ကျိုးဖြုတ်လိုက်မယ်ကျိုးဖြုတ်ပြီးကျိုးပြင်လိုက်မှာပြီးတော့ရှင်ကျိုးပြင်တက်လိုက်ပြီဆိုရင်ဒီမှာတော့ပြင်ကြည့်မယ်1.1 ကိုပြင်လိုက်ပြီမရတော့ပေါ့ပါရှက်အောင်ဖြစ်သွားပြီဘာလို့ဒါပေါ့တစ်ခါလေးတောက်လျှောက်လုံးဝတန်းပိတ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့တစ်ခါလေးရှက်အောင်ဖြစ်သွားတာမျိုးပေါ့နော်အဲ့တော့အဲ့ဒါအပြင်ကျွန်တော်တို့နောက်သူ့ရဲ့မူရင်း PC လာပြီးတော့တက်မယ်ဆိုရင်တော့မှကျွန်တော်တို့ဒါကရှက်တာမပွင့်တော့ဘူးဘာလဲဆိုတော့ဒါရှက်တောင်းမှု on ခဲ့တဲ့အတွက်မူရင်း PC လာပြီးတော့မှတွားပြီးတော့မှကျွန်တော်တို့ပြန်ချိန်မယ်ဆိုရင်တော့မှဒီ port ကြီးကရှက်တောင်းဖြစ်သွားမှာဖြစ်ပါအဲ့ခါကျတော့ကျွန်တော်တို့ပြန်ယူဖွင့်ပေးရတယ်နော်အဲ့ဒီပဲ sorry is it ပြီးနောက်က config mode ထဲဝင် patient နောက်က in the F0/2 ပြီးနောက်ကno shutdown ဒါမှကျွန်တော်မပွင့်တော့ဘူးเนาะပွင့်တော့ဘယ်လိုလုပ်မလဲအဲ့တော့ဘယ်လိုပြန်လုပ်မလဲဆိုတော့လွယ်ပါတယ်ကျွန်တော်တို့ဒီ interface ထဲပဲပြန်ဝင်เนาะ interface အဲ့တော့ကျွန်တော်တို့ဘာမို့သုံးလဲဆိုကျွန်တော် shutdown မို့သုံးတယ် shutdown မို့ပြင်မယ် SAUD shut DOWN down shutdown ပြီးကျွန်တော် no shutdown ပြန်လုပ်မယ်အဲ့တော့ပြီအဲ့တော့ပြင်လို့ရတာရပါပြီအဲ့တော့ဒီဟာက shut down ကကြတော့သူကအရင်က security မြင်တယ်ပေါ့နော်သူ့ရဲ့ MAC မဟုတ်ပဲတခြားPC တစ်လုံးကလာပြီးချိတ်လိုက်တယ်ဆိုတာနဲ့ auto down သွားမှာဒီအဲ့တော့သူမူရင်း PC လာချိတ်တော့မှ PC လာချိတ်တော့မှကျွန်တော်တို့ကပြန်ဖွင့်ပေးရတယ်ပေါ့နော်ဒါတော့ positive အခုဒီမှာပြောရတာဆိုရင် positive 3မျိုးလုံးချောင်းပြီးသွားပြီပေါ့